အီရန်စစ်ပွဲကြောင့်ကမ္ဘာလောင်စာဆီဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှုဟာထိုင်းနဲ့ဗီယက်နမ်အပါအဝင်ကမ္ဘာလက်ခီးသွွားလုပ်ငန်းအပေါ်အဓိကမိခိုအားထားနေရတဲ့အရှေ့တောင်အာရှနိုင်ငံတွေရဲ့စီးပွားရေးကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လျက်ရှိကြောင်း AB သတင်းမှာဖော်ပြထားပါတယ်။အခုလိုနွေရာသီခီးသွွားရာသီအမြင့်ဆုံးအချိန်ရောက်လာချိန်မှာပဲလေစီဈေးတွေမြင့်မားလာမှုနဲ့အတူအပြစ်ခတ်ရက်စဲရေးမရေမရာဖြစ်မှုတွေကြောင့်လေကြောင်းခီးစဉ်တွေဖြစ်သိမ်းတာနဲ့လေလက်မှတ်ဈေးနှုန်းတွေကြီးမြင့်မှုတွေဖြစ်ပေါ်နေတာကြောင့်ဒေတာတွင်းခီးသွွားကဏ္ဍကိုစိုးရိမ်စရာအခြေအနေဖြစ်စေတာပါ။အာရှဒေတာကခီးသွွားလုပ်ငန်းတွေဟာ COVID-19 ကပ်ရောဂါကနေအပြည့်အဝပြန်နလန်မထူနိုင်သေးခင်မှာပဲအီရန်စစ်ပွဲရဲ့အကျိုးဆက်အဖြစ်နဲ့အခုလိုကမ္ဘာစွမ်းအင်ရှားပါးမှုနဲ့ဈေးနှုန်းကြီးမြင့်မှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုအာရှနိုင်ငံတွေအပြင်းထန်ခံစားနေရတာဖြစ်ပါတယ်။ဒီကမ္ဘာလုံးမှာ73စီနဲ့ကုန်စည်နှုန်းကြီးမြင့်လာတာကြောင့်မိသားစုအတော်များများဟာခီးသွွားဖို့တွန့်ဆုတ်လာကြပြီးတခါကစီကားခဲ့တဲ့ကမ္ဘာလက်ခီးသွွားနေရာတချို့မှာလူသူ6ကပ်လာနေတယ်လို့ဆိုပါတယ်။ခီးသွွားလုပ်ငန်းဟာဖွံ့ဖြိုးဆဲနိုင်ငံအများစုအတွက်စီးပွားရေးအသက်သွေးကြောဖြစ်ပြီးထိုင်းနိုင်ငံရဲ့ GDP 73%နီးပါးနဲ့ဗီယက်နမ်ရဲ့ GDP 9%နီးပါးကိုပံ့ပိုးပေးနေတယ်လို့ကမ္ဘောဒီးယားနိုင်ငံမှာလည်းတန်းနဲ့ချီတဲ့အလုပ်အကိုင်တွေကိုဖန်တီးပေးထားတာဖြစ်ပါတယ်။ဒါ့အပြင်ဖိလစ်ပိုင်နဲ့နီပေါတို့လိုတွင်းကုန်အပေါ်မိခိုအားထားနေရတဲ့စီးပွားရေးစနစ်တွေအတွက်လည်းပြည်ပခီးသွွားတွေယူဆောင်လာမဲ့နိုင်ငံခြားငွေဟာမရှိမဖြစ်လိုအပ်လာပါတယ်။အထူးသဖြင့်တော့ဟော်မုဇ်ရေလက်ကြားကိုရေနံနဲ့သဘာဝဓာတ်ငွေအဓိကတည်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ်မိခိုနေရတဲ့ဒေသတွေအတွက်စစ်ပွဲကြောင့်ရေနံဈေးနှုန်းတွေမြင့်တက်လာပြီးတွင်းကုန်စရိတ်တွေပိုမိုကြီးမြင့်လာတဲ့အခုလိုအချိန်မှာခီးသွွားလုပ်ငန်းကရတဲ့ဝင်ငွေဟာအရင်ကတည်းကပိုပြီးအရေးပါနေပါတယ်ခင်ဗျာ။ကျွန်တော်ဇော်မလိုက်ပါ